2000ခုနှစ်ဝန်းကျင်မှာမွေးကြတဲ့ကျွန်တော်တို့တော့ Tom and Jerry ဒါမှမဟုတ်မြန်မာအခေါ်ကြောင်တဲ့ကြွက်ကငယ်ဘဝရဲ့အကောင်းဆုံးအမတ်တရားတွေလို့ပြောရင်လည်းမမှားနိုင်ပါဘူး။ဒါကြောင့်ကျွန်တော်ကငယ်ဘဝရဲ့အဖော်မွန်ဖြစ်ခဲ့တဲ့ကြောင်တဲ့ကြွက်ရဲ့စိတ်ဝင်စားစရာအကြောင်းတွေကိုပြောပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကြောင်တဲ့ကြွက်ကို1940ခုနှစ်မှာပထမဆုံးထုတ်လွှင့်ခဲ့ပြီးရှီးကြဆုံးကာတွန်းတွေကတစ်ခုဖြစ်တယ်။စစထုတ်လွှင့်ခြင်းတော့က Tom and Jerry ဆိုတဲ့နာမည်နဲ့မဟုတ်ဘူး။ Jasper and Jinx လို့အရင်ခေါ်ခဲ့ကြတယ်။ကြောင်တဲ့ကြွက်ရဲ့ထူးခြားချက်တစ်ချက်ကစကားပြောကမရှိတလောက်နဲတာပဲ။ဒါကပဲလူတိုင်းကိုနားလည်စေပြီးပုံမအောင်မြင်ရတဲ့အချက်လည်းဖြစ်တယ်။ပြီးတော့အော်စကာဆုတွေလည်း9ဆုတောင်ရထားတယ်။ကြောင်တဲ့ကြွက်ကဟာသဆိုပေမဲ့တချို့အခန်းတွေကကလေးတွေအတွက်ကြမ်းကလွန်းလို့ကာတိုးနက်ဝက်နဲ့ Disney Channel တွေကဘန်ထားတဲ့အပိုင်းတွေလည်းရှိပါရဲ့။ကြောင်တဲ့ကြွက်အပင်တခြားဇာတ်ကောင်တွေဖြစ်တဲ့ Spine နဲ့တိုက်ခူးထားအဖတက်ဖီဆိုတဲ့ချစ်စရာကြွက်ကလေးကွာကာဆိုတဲ့ Jerry တုံငယ်ချင်းပဲပေါင်လေး Bush ဆိုတဲ့တောင်ငယ်ပိုင်ပတ်လမ်းမီးကြောင်နဲ့မမီတူးရှူးဆိုတဲ့ခြေထောက်ပဲပြတဲ့အင်ပိုင်ရှင်မိမတို့ကလည်းအဓိကနေရာကနေပါဝယ်တယ်။သူတို့တွေကစကားပြောကြတဲ့ဇာတ်ကောင်တွေဖြစ်ပြီးကြောင်တဲ့ကြွက်ကိုပိုးပြီးဆွဲဆောင်မှုရှိစေခဲ့တယ်။ကြောင်တဲ့ကြွက်မှာရုပ်ရှင်သုံးကားနဲ့ DVD ဇာတ်ကားပေါင်း15ကားထိရှိခဲ့တယ်။ကြောင်တဲ့ကြွက်ကြောက်ပြောရင်နောက်ခံတန်တီကိုလည်းအမိထားလို့မရဘူးဗျာ။စကားမပြောတဲ့ဇာတ်ကောင်တွေရဲ့အမူအရာနဲ့ခန်းစားချက်တွေကိုနောက်ခံတန်တွေကပဲအဓိကဆွဲခေါ်သွားတယ်ပြောရင်လည်းမမှားနိုင်ဘူး။ကြောင်တဲ့ကြွက်ရဲ့နောက်ခံတန်တွေကိုဂီတပင်ကရှင် Scott Bradley ကပဲအဓိကဖန်တီးခဲ့တယ်။ပြီးတော့ကြောင်တဲ့ကြွက်ကဗားရှိတဲ့မျိုးလည်းထပ်ခဲ့သေးတယ်။ Tom and Jerry ထက်ကထူးခြားတဲ့ Blue Cap Blues လို့ခေါ်တဲ့အပိုင်းကြောင်လည်းပြောရအောင်မယ်။အဲ့ဒီပိုင်းမှာ Tom နဲ့ Jerry နေငါလုံးကကိုချစ်တဲ့သူတွေကိုပို့ပန်းကြတယ်။ဒါပေမဲ့သူတို့ကမရွေးချယ်ပဲအခြားငွေကြေးချမ်းသာတဲ့သူကိုပဲရွေးချယ်သွားလို့ရထားထဲမှာထိုင်ပြီးအသေးကွမ်းကြတဲ့အပိုင်းပေါ့။ငယ်ငယ်တုန်းကတော့ရည်စရာလိုပဲမြင်ပေမဲ့အခုမှရည်စရာမဟုတ်မှနားလည်လာတယ်။ပြန်ခန်းစားခြင်းတော့တွားကြည့်ကြပေါ့။ငယ်ငယ်တုန်းကကြည့်တယ်လို့ရည်စရာမဟုတ်တော့မှတော့အမှန်ပဲ။ကျွန်တော်အခုပြောပြခဲ့တာကတော့ကျွန်တော်တို့ငယ်ဘဝရဲ့အကောင်းဆုံးကာတွန်းဖြစ်တဲ့ Tom and Jerry ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေပေါ့လူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားလဲဆိုရင် like and subscribe လုပ်ခဲ့ကြဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြတာပေါ့